လူငယ်လေးဟာတစ်သားတင်မောကုန်းပတ်ပေါ်မှာကမာကောင်တစ်ကောင်ကိုဓာတ်နဲ့အသေးချခွဲလိုက်တဲ့အခါကမာကောင်တွေကနေအပြစ်အနာစာကင်းစင်တဲ့ဖြူစင်တောက်ပတဲ့ပလဲတစ်လုံးကိုသူရရှိသွားတဲ့အခါမှာတော့သူကအပြစ်အနာစာကင်းစင်တဲ့ပလဲတစ်လုံးရပြီးကန်ကောင်းလိုက်တာဒီကိန်းကအနားယူအပန်းဖြေစခန်းလိုဖြစ်နေပြီလို့ကျင်းနဲ့အားရစွာရေရွတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့လက်စုပ်ကနေအချက်ပေးတန်တဲ့အတူသတိပေးချက်တင်ဟာအများပြည်သူဆိုင်ရာစိန်ခေါ်မှုပင်လယ်ပြင်ထဲကိုရောက်ရှိနေပါပြီလက်ရှိစိန်ခေါ်မှုကတော့သမုဒ္ဒရာတန့်ရှင်ရေးသမားဖြစ်ပါတယ်ထိတ်တန်းအဆင့်တစ်ဆက်အတွင်းဝင်သူတွေဟာဆုလက်တွေအများကြီးရရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကြားစာပေါ်လာပါတယ်သူကလည်းတန့်ရှင်ရေးသမားလားအများပြည်သူဆိုင်ရာစိန်ခေါ်မှုလည်းရှိသေးတာပဲလို့အံဝရကြီးပြောလိုက်ပါတယ်စနစ်ကနေစိန်ခေါ်မှုကာလအတွင်းမှာတော့အသစ်ဝင်ကစားသမားတွေအတွက်ပေးထားတဲ့အကာအကွယ်တွေပြည့်ပြည့်မှာဖြစ်ပါတယ်ပါဝင်ပါလားနောက်ဆုံးအချိန်9မိနစ်ကြာမှသေးတယ်လို့ထပ်မံအကြောင်းကြားပါတယ်အကာအကွယ်တွေမရှိတော့တဲ့အတွက်ကစားသမားတွေဟာတယောက်နဲ့တယောက်တိုက်ခိုက်လို့ရသွားပြီဖြစ်ပေမဲ့ဇက်လိုက်ကတော့ငါမှနှစ်ဆသောကံကောင်းခြင်းတွေရှိနေတာပဲဘာကိုကြောက်နေမှလဲလို့ယုံကြည်ချက်အပြည့်နဲ့ပြောဆိုပြီးပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဦးကောင်းခွန်နဲ့ရေပွဲလက်တံပုံရိပ်ပါတယ်ပင်လယ်တပြတင်မောကြီးဟာအခြားကစားသမားလေးတွေရှိနေတဲ့နေရာကိုရောက်လာတဲ့အခါမှာတော့လူတွေအတော်များသားပဲလို့သူကမှတ်ချက်ပြုပါတယ်အခြားသူတွေကတော့သူတင်မောကြီးကိုမြင်တာနဲ့ဟေးညီကိုတို့ပင်လယ်ဓာတ်ပြတွေဟုတ်ရွက်တိုင်တွေတိမ်ဖို့အချိန်မမီတော့ဘူးကဲကြပါဦးဒီမှာပင်လယ်ဓာတ်ပြတွေရောက်နေပြီလို့အော်ဟစ်ပြီးကြောက်လန့်တကြားဖြစ်ကုန်ကြပါတယ်တချို့ကလည်းတစေတင်မောပဲမြ мян နောက်ဆုတ်ကြလို့အော်ဟစ်နေကြပါတယ်စိန်ခေါ်မှုစတင်တဲ့အချိန်မှာတော့ကစားသမားအားလုံးအစင်သင့်ဖြစ်ပါပြီစိန်ခေါ်မှုကိုစတင်ပါမယ်စီကန်းချက်ကတော့အချိန်2နာရီအတွင်းပင်လယ်ရေအောက်ကအမိုက်တွေနဲ့အန္တရာယ်ရှိတဲ့တရဝါတွေကိုရှင်းလင်းရမှာဖြစ်ပါတယ်တန်ရှင်းမှုအဆင့်တန်းအပေါ်မူတည်ပြီးအနိုင်ရှုံးကိုဆုံးဖြတ်မှာဖြစ်ပါတယ်အချို့သောတရဝါတွေဟာအသက်အန္တရာယ်ရှိနိုင်တာကြောင့်သတိထားဖို့လိုအပ်ပါတယ်လို့ကြေညာချက်ထွက်ပေါ်လာပါတယ်အခြားကစားသမားတွေကတော့တိုက်ရိုက်ပဲရေထဲဆင်းရမှာလားရေကဘလောက်တောင်နှက်မှာလဲငါရေမကူးတတ်ဘူးငါတော့မစင်းတော့ဘူးလို့ပြောပြီးတွန်းဆုတ်နေကြပါတယ်ဒါပေမဲ့ဇက်လိုက်ကတော့ရေအောက်ထဲကိုခုန်ဆင်းသွားပြီးဆူရှိတဲ့ကျင်ငါးတွေနဲ့ပင်လယ်တရဝါတွေပဲကျင်ငါးတွေကစားလို့မကောင်းပေမဲ့ဒီပင်လယ်တရဝါတွေကတော့ပစ္စည်းကောင်းတွေပဲလို့ပြောရင်းသူ့ရဲ့ကရိယာနဲ့စတင်ဖမ်းယူပါတယ်ပင်လယ်တရဝါတကောင်ရပြီးတန်ရှင်းမှုအမှတ်2မှတ်တိုးသွားပြီးလို့သူကဆိုပါတယ်ဒါပေမဲ့တယောက်တည်းလုံနေရတာအရန်နှိကွေးလို့နဲ့အကူအညီရှာရမယ်လို့သူကတွေးလိုက်တဲ့အခါမှာတော့အကူအညီရှာဖွေပါဆိုတဲ့ဘေးထွက်တာဝန်တစ်ခုပေါ်လာပါတယ်သူဟာတင်မောပေါ်ကိုပြန်တက်ပြီးအယိုးစုပင်လယ်ဓာတ်ပြတကောင်ကိုဒါကိုဝစ်လိုက်ပြီးရင်ရေကူးလက်တံတွေကိုတက်ပြီးငါနဲ့အတူရေအောက်ထဲဆင်းပြီးပင်လယ်တရဝါတွေကိုလိုက်ဖမ်းရအောင်လို့ခိုင်းစေပါတယ်အယိုးစုကလည်းပင်လယ်တရဝါလားငါကအဲ့ဒါကိုအရက်နဲ့မြည်ရတာအကြိုက်ဆုံးပဲဒါနဲ့အယိုးစုကရောစားလို့ရလားလို့ဟာတာနော်ပြီးပြန်မေးပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးဟာရေထဲကိုတူတူခုန်ဆင်းသွားကြရင်းနဲ့ပဲလူငယ်ဟာသူ့ရဲ့အယိုးစုအစေပါကိုအသုံးပြုပြီးပင်လယ်ရေအောက်မှာပင်လယ်စုကောင်တွေကိုလိုက်လံစုဆောင်းနေတာကိုတွေ့ရမှာပါသူ့ရဲ့အစေပါကပင်လယ်စုကောင်ကိုစုဆောင်းလိုက်တိုင်းမှာစနစ်ကနေပြီးတော့မင်းရဲ့အစေပါကပင်လယ်စုကောင်ကိုစုဆောင်းလိုက်ပြီးတန်ရှင်းမှုအမှတ်2မှတ်ရရှိပါတယ်ဆိုတဲ့အကြောင်းကြားစာကိုပို့ပေးနေတာပါဒါကိုကြည့်ပြီးလူငယ်ကတကယ်ပဲငါအတွက်အမှတ်တက်တာပဲဒီပုံစံအတိုင်းဆိုရင်တော့အဆင့်30ထဲဝင်ဖို့တေချာသွားပြီလို့စိတ်ကြည်နက်စွာနဲ့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာပင်လယ်စုကောင်တွေကိုတကောင်ပြီးတကောင်စက်တိုက်စုဆောင်းနေခဲ့ကြပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့လူငယ်ကပင်လယ်ရေအောက်ကတက်ရှိတွေဟာစုဆောင်းရမယ့်ပြစ်မှတ်တွေတင်မကပဲအန္တရာယ်ရှိတဲ့အရာတွေလည်းဖြစ်နိုင်တယ်ဆိုတာကိုသတိထားမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့ပင်လယ်စုကောင်တကောင်ကိုသူတွေးလိုက်ပြီးဒီကောင်ကတမျိုးပဲလို့ရေရွတ်လိုက်တဲ့အချိန်မှာပဲစနစ်ကနေပြီးတော့ပင်လယ်ပြင်ရှင်တန်ရေးစနစ်စွမ်းရည်အသုံးပြုမိတစေချီလန်းစတင်အသုံးပြုသည်ဆိုတဲ့အတန်ထွက်ပေါ်လာပြီးသူဟာအမြန်ဆုံးရှောင်တိတ်လိုက်ရပါတယ်သူကန်ကောင်းလို့အမြန်ပြေးနိုင်ခဲ့ပေမဲ့သူစုဆောင်းလိုက်တဲ့အရာကပောက်ကွဲစေတတ်တဲ့ပင်လယ်စုကောင်ဖြစ်နေပြီးတန်ရှင်းမှုအမှတ်30မှတ်တော့ရရှိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအခြားကစားသမားတွေရဲ့စကားပြောခန်းမှာတော့တောက်ဒီပင်လယ်စုကောင်တွေကပောက်ကွဲတက်တာလားငါရဲ့သွေးချောင်းကတော်တော်လေးရော့သွားပြီးတကယ်ကိုထောင်ချောက်ပဲငါပင်လယ်ထဲမစင်းတာငါမိနစ်ရှိသွားလို့စနစ်ကငါရဲ့ပစ္စည်း3မျိုးကိုတင်သွားပြီးလို့ဒေါသတကြီးပြောဆိုနေကြတာကိုကြားလိုက်ရပါတယ်ဒါကိုကြားတဲ့လူငယ်ကသူ့ရဲ့တစေချီလန်းစွမ်းရည်ကပြန်သုံးဖို့နိုင်ဝက်လောက်စောင့်ရအောင်မှဖြစ်တဲ့အတွက်အန်ရီယန်နဲ့မထိတ်တိုက်တွေ့တော့ပဲပင်လယ်ကျယ်တွေကိုပဲအရင်စုဆောင်းမှုဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အယိုးစုအစေပါကတော့ပောက်ကွဲစေတတ်တဲ့ပင်လယ်စုကောင်ကိုပစိန်နဲ့ထုလိုက်တဲ့အခါမှာပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်သွားပေမဲ့အယိုးစုကတော့ဘာတန်ရာမှမရရှိခဲ့ပါဘူးဒါကိုမြင်တဲ့လူငယ်ကဒီကောင်ကရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုခံနိုင်ရရှိတာလားအယိုးစုတွေကတကယ်ကိုအလုပ်လုပ်ဖို့အတွက်အကောင်းဆုံးပဲလို့အန်အော်တကြီးမှတ်ချက်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာပင်လယ်စုကောင်အပိုင်းစာလေးတွေကိုငါးအုပ်စုလေးတွေကိုကျွေးလိုက်တဲ့အခါမှာငါးလေးတွေကသူ့ကိုလမ်းပြပေးနေတာကိုတွေ့လိုက်ရပါတယ်ငါးလေးတွေနောက်ကိုလိုက်သွားရင်းနဲ့ပင်လယ်ရေအောက်ကတင်မောပြက်ကြီးတစ်ခုထဲမှာဝတ်ထားတဲ့ရတနာတစ်တာတစ်လုံးကိုသူတွေ့ရှိသွားပါတယ်။အဲ့ဒီတစ်တာကိုသူဖွင့်လိုက်တဲ့အခါမှာတော့ပင်လယ်ရေအောက်အမိုက်တွေကိုရှင်းလင်းလိုက်တာဖြစ်တဲ့အတွက်တန်ရှင်းမှုအမှတ်20ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတစ်တာနာမှာပဲကြီးမားတဲ့ကနန်းကြီးတစ်ကောင်ထွက်ပေါ်လာတဲ့အတွက်သူ့ရဲ့ခုခံနိုင်စွမ်းကမြင့်မားလုံးတာကြောင့်လူငယ်ကအမြန်ဆုံးဆုတ်ခွာခဲ့ရပါတယ်။သူဟာငါးလေးတွေကိုအစာကျွေးပြီးလမ်းပြခိုင်းတဲ့နီလန်းကိုတုံးပြီးရတနာတစ်တာလေးလုံးအထိရှာဖွေနိုင်ခဲ့ပါတယ်။ဒီနီလန်းကငါးများတာထက်ပိုမြန်တယ်ဆိုတာကိုသူသိသွားတဲ့အတွက်အခြားသူတွေကိုလည်းငါးအုပ်စုတွေကိုပင်လယ်စုကောင်ကျွေးလိုက်ရင်သူတို့ကအနီးနားမှာရှိတဲ့ရတနာတစ်တာတွေစီကိုလမ်းပြပေးလိမ့်မယ်။အခုလေးတင်ရှာတွေ့ထားတာလို့စေတနာနဲ့မျှ
ဝေပေးလိုက်ပါတယ်အဲ့ဒီအခါမှာအချို့ကစားသမားတွေကကျေးဇူးတင်ကြပေမဲ့ကင်းမွန်လုံးလို့အမည်ရတဲ့ကစားသမားတစ်ယောက်ကတော့ပင်လယ်စုကောင်ကယတနာတစ်တာရှာပေးနိုင်တယ်ဆိုတာပဲပြောပြီးတစ်တာယူရင်ကနန်းကြီးတွေထွက်လာပြီးတိုက်ခိုက်တတ်တာကိုဘာလို့မပြောတာလဲလို့ဆွဆွဲပြောဆိုလာပါတယ်လူငယ်ကလည်းငါကစေတနာနဲ့ပြောပြတာပဲအနည်းရှိတာကိုမင်းတို့မသိဘူးလားလူကောင်းလို့ရတာတကယ်ခက်တယ်လို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ကင်းမွန်လုံးကတော့မင်းကလူကောင်းရောင်ဆောင်ပြီးပြိုင်ဘက်တွေကိုဒုက္ခရောက်အောင်လုပ်နေတာပဲဒါမှမင်းကအဆင့်ကောင်းကောင်းရမှာမဟုတ်လားလို့ဆက်လက်တိုက်ခိုက်နေပါတယ်လူငယ်ကတော့ဒီစကားတွေကိုဂရုမစိုက်တော့ပဲဒီကောင်ကစကားပြောတာတော်တော်လေးတွတ်တာပဲလို့ဆိုကသူ့ရဲ့အဆင့်ကိုထိန်းထားနိုင်ဖို့ပင်လယ်စုကောင်တွေကိုပဲဆက်လက်စုဆောင်းနေပါတော့တယ်ဇလန်းရဲ့အဆုံးသတ်မှာတော့လူငယ်ကအလုရှုပ်နေတဲ့အချိန်မှာကျန်းရှိပါလို့အမိရတဲ့ကစားသမားတစ်ယောက်ကသူ့ရဲ့နောက်ကနေချောင်းမြောင်းပြီးပစိန်နဲ့တိုက်ခိုက်ဖို့ကြိုးစားလာပါတယ်။အဲ့ဒီလူကလူငယ်ရဲ့ပစ္စည်းတွေကိုလူယူဖို့ကြံစည်နေတာပါ။ဒါပေမဲ့သူတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူငယ်ရဲ့အယိုးစုအစေပါကတနက်နဲ့အမြန်ဆုံးပစ်ခတ်လိုက်တဲ့အတွက်အဲ့ဒီတိုက်ခိုက်သူဟာနေရာတင်တိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စနစ်ကနေပြီးမင်းရဲ့အစေပါကကစားသမားကျန်းရှိပါကိုတတ်လိုက်ပြီးမင်းရဲ့အပြည့်ရမှတ်10မှတ်တိုးသွားပါပြီလို့အကြောင်းကြားစာပို့လာပါတယ်။လူငယ်ကတော့တေးဆုံးသွားတဲ့သူကိုတစ်ချက်ကြည့်ပြီးသူ့ရဲ့အယိုးစုအစေပါကိုလက်မထောင်ပြကချီးကျူးလိုက်ပါတယ်။